ညီမနှစ်ယောက်ဟာတနေ့တည်းမှာပဲအိမ်တော်ကြခဲ့ကြပြီမယ်သူတို့ရဲ့ကံကြမ္မာတွေကတော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားခဲ့ကြတယ်အေးစစ်စစ်နေတတ်တဲ့အမဖြစ်သူလူကြောက်ရောင်ဟာပိတ်ဆန်တပြားမှမရှိတဲ့လူမိုက်တစ်ယောက်နဲ့လက်ထပ်ခဲ့ရတယ်အားလုံးကတော့သူ့ဘဝပျက်စီးသွားပြီလို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့အမရဲ့အကူအညီနဲ့လူမိုက်ဟာစီးပွားရေးတွေအောင်မြင်ပြီးတထေးကြီးဖြစ်လာခဲ့တာပေါ့သူတို့ဇနီးမောင်နှမဟာတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ကြတယ်ဒါပေမဲ့အလအဖကိုပဲမမောတဲ့ညီမထစ်သူလူဝေရတော့အာနာရှိတဲ့စစ်ပိုတယောက်နဲ့လက်ထပ်ခဲ့တယ်။စီးစိမ်ဥစ္စာတွေခံစားရမယ်လို့မျှော်လင့်ခဲ့ပေမဲ့လက်ထပ်ပြီး9ရက်အကြာမှာပဲသူ့ယောက်ျားဆုံးသွားပြီးမုံဆုံးမဘဝနဲ့ဆင်းဆင်းရဲရဲနေခဲ့ရတာပါ။ဒီလိုကွာခြားချက်တွေကိုမခံစားနိုင်တဲ့ညီမဖြစ်သူဟာယူသွက်သွားပြီးသူ့ကိုယ်သူရောသူ့အမကိုပါတပ်ပစ်ဖို့စ조사ခဲ့တယ်။ဒါပေမဲ့ထူးခြားတဲ့ကံကြမ္မာကြောင့်သူတို့နှစ်ယောက်စလုံးဟာအတိတ်ကိုပြန်ရောက်သွားပြီးယောက်ျားရွေးရမယ့်နေ့ကိုပြန်ရောက်သွားကြတယ်။မဲနာလိုက်တဲ့သူတို့အမေကအမဖြစ်သူကိုလူမိုက်နေတဲ့အတင်းလက်ထပ်ခိုင်းနေတော့မှညီမဖြစ်သူကလက်ထပ်စာချုပ်ကိုရုတ်တရက်လူယူလိုက်ပါတော့တယ်။အမဖြစ်သူကတော့သူ့ညီမလေးအတိတ်ကအကြောင်းတွေကိုသိနေပြီဆိုတာချက်ချင်းရိပ်မိလိုက်တာပေါ့။ညီမဖြစ်သူကလူမိုက်ဟာနောက်မှအရန်ချမ်းသာလာမှာကိုသိနေတော့အမရဲ့နေရာမှာအစားဝင်ပြီးလက်ထပ်ဖို့ငိုယိုတောင်းပန်နေတာပါ။အမေဖြစ်သူကတော့စစ်ပုံနဲ့လက်ထပ်ရင်စစ်ပုံကတော့ဖက်မှာမို့လို့ညီမကိုဖြောင်းဖြနေပါသေးတယ်။ဒါပေမဲ့ညီမဖြစ်သူကလိန်ညာပြီးတော့လူမိုက်ဟာနောက်မှကြီးပွားမဲ့ကံပါတယ်လို့ပြောလိုက်တာပေါ့။အမေဖြစ်သူလည်းယုံသွားပြီးစစ်ပုံနဲ့လက်ထက်ရမယ့်စာချုပ်ကိုအမဖြစ်သူရဲ့လက်ထဲအတင်းထည့်ပေးလိုက်ပါတော့တယ်။အမဖြစ်သူကလည်းအတိတ်တုန်းကအမေဖြစ်သူကပိုင်ဆိုင်မှုအားလုံးကိုညီမဖြစ်သူကိုပဲပေးခဲ့တာကိုမှတ်မိနေတာပေါ့။ဒါကြောင့်လက်ထပ်ပွဲချင်းလဲချင်းနေသူ့ကိုမိဘပိုင်ပစ္စည်းတွေအကုန်ပေးရမယ်လို့အမကအခြေအနေတစ်ခုတောင်းဆိုလိုက်တယ်။ညီမဖြစ်သူကတော့လူမိုက်ကလက်ထပ်ဖို့အတွက်အမေဖြစ်သူကိုအတင်းသဘောတူခိုင်းလိုက်တာပေါ့။တကယ်တော့အတိတ်မှာလူမိုက်အောင်မြင်ခဲ့တာဟာအမဖြစ်သူရဲ့ဉာဏ်ပညာနဲ့စူးစမ်းအားထုတ်မှုတွေကြောင့်ဆိုတာကိုညီမဖြစ်သူကလုံးဝမသိခဲ့ပါဘူး။ယောက်ျားဖြစ်သူရဲ့တစ္ဆာဖောက်မှုတွေနဲ့ရောက်ခမအိမ်မှာအမဖြစ်သူဘလောက်နှိပ်စက်ခံရလဲဆိုတာကိုလည်းသူမသိခဲ့ပါဘူး။ညီမဖြစ်သူကဒီလောက်တောင်အတင်းလိုရှင်နေတော့မှဒီဘဝမှာအဲ့ဒီဒုက္ခတွေကိုသူကိုယ်တိုင်ခံစားရတော့မှာပါ။နောက်တစ်နေ့မှာတော့သမလောင်းနှစ်ယောက်စလုံးဟာလက်ဆောင်ပစ္စည်းတွေနဲ့အိမ်ကိုရောက်လာကြတယ်။စစ်ဘူဟာတာဝန်နဲ့အကင်ရောက်နေလို့သူ့တုံငယ်ချင်းကိုပဲလက်ဆောင်အများကြီးနဲ့လွတ်လိုက်တာပါ။ဒါကိုညီမဖြစ်သူကလောင်ပြောင်ပြီးသူ့ယောက်ျားလူမိုက်ကဘေးနားမှာအမြဲတမ်းရှိနိုင်တယ်လို့ကြွားလုံးထုံနေတာပေါ့။အမဖြစ်သူကလည်းသူ့ယောက်ျားဟာနိုင်ငံအတွက်တာဝန်ထမ်းဆောင်နေတာမို့လို့ဂုဏ်ယူတယ်လို့ပြန်ပြောလိုက်တယ်။ဒီသတင်းကိုစစ်ဘူရဲ့အမေကကြားသွားပြီးအမဖြစ်သူရဲ့တပ်ပုံကိုသူ့သားကိုပြလိုက်တဲ့အခါမှာတော့စစ်ဘူဟာတပ်ပုံထဲမှာမြင်တဲ့မိန်းကလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အိမ်နီးနာချင်းရင်မလေးဆိုတာကိုမှတ်မိသွားတော့ပါတယ်။တကယ်တော့သူဟာအဆက်ကလေးကအမဖြစ်သူကိုသဘောကျခဲ့တာဖြစ်ပြီးလူမားပြီးတောင်းမိခဲ့တာဖြစ်ပါတယ်။ဒီလိုအမကနေအမှန်ဖြစ်သွားပြီးသူဟာတကယ်ချစ်သူအရင်နဲ့လက်ထက်ခွင်ရောက်သွားတာပေါ့။ဒါပေမဲ့ညီမဖြစ်သူကတော့ဘာမှမသိပဲအမဖြစ်သူကိုလူပုံအလဲမှာဆက်ပြီးအဆက်ခွာနေတော့ပါပဲ။အဲ့ဒီအချိန်မှာပဲစစ်ဘူကိုယ်တိုင်ကြေကားကြီးနဲ့အိမ်ရှိကိုရောက်လာတော့တယ်။အမဖြစ်သူလူကြောက်ရံကစစ်ဘူရဲ့လက်ထက်စာချုပ်ကိုကင်ထားပြီးညီမဖြစ်သူလူဝေကတော့လူမိုက်ရဲ့စာချုပ်ကိုကင်ထားပြီးပါ။အရင်ဘဝမှာလူမိုက်ကအရန်ချမ်းသာလာတာကိုသိနေတဲ့ညီမဖြစ်သူကတော့အခုဘဝမှာတော့စီးစိမ်တွေခံစားရတော့မယ်ဆိုပြီးဝမ်းသာနေတာပေါ့။ဒါပေမဲ့သူမသိတာကလူမိုက်အောင်မြင်ခဲ့တာဟာအမဖြစ်သူရဲ့ဉာဏ်ပညာနဲ့စူးစမ်းအားထုတ်မှုတွေကြောင့်ဆိုတာပေါ့။အမဖြစ်သူကလည်းဒီဘဝမှာတော့ညီမဖြစ်သူကိုသူခံခဲ့တဲ့ဒုက္ခတွေအကုန်ပေးဆက်ခိုင်းဖို့ဆုံးဖြတ်ထားပါတယ်။လက်ထက်ပွဲမတိုင်ခင်ကရက်မှာတော့ညီမဖြစ်သူကအချိမကောင်းတဲ့အမေနဲ့ပေါင်းပြီးအမကိုအခန်းထဲမှာပိန်လောင်းလိုက်တယ်။အမကလက်ထက်ပွဲကိုမတက်နိုင်ပဲအဆက်ကွဲစေဖို့ကြံစီနေကြတာ။ဒါတည်းမဟုတ်ပါဘူး။ညီမဖြစ်သူဟာစစ်ဘိုကအမအတွက်ပေးထားတဲ့မင်္ဂလာဝတ်စုံကိုပါခိုးဝတ်ထားပါသေးတယ်။လက်ထက်ပွဲနေ့ရောက်တဲ့အခါမှာတော့တမက်လောင်းနှစ်ယောက်စလုံးအိမ်ရှိကိုရောက်လာကြတယ်။အမဖြစ်သူရဲ့အခန်းတကားကိုတောက်ခတ်ထားတဲ့အတွက်အမခမအတင်းကနေပဲအကူညီလှမ်းတောင်းပြနေရတာပေါ့။အဲ့ဒီအချိန်မှာစစ်ဘိုကအမရဲ့အတန်းကိုကြားသွားပြီးအခန်းတကားကိုအတင်းကန်ဖြုတ်ပြီးတော့အမကိုကဲတင်လိုက်တယ်။အောက်ထပ်ကိုရောက်တဲ့အခါမှာတော့အမဖြစ်သူကညီမဖြစ်သူရဲ့အကျင့်ပုတ်တွေကိုအားလုံးရှေ့မှာအကုန်ဖွင့်ချလိုက်တယ်။သူ့ရဲ့ဝတ်စုံရဲ့ညရနာတွေကိုခိုးဝတ်ထားတဲ့ညီမဖြစ်သူကိုအားလုံးကဝိုင်းပြီးကဲ့ရဲ့ကြတာပေါ့။ညီမဖြစ်သူကတော့နောင်တရရမယ်လို့အစားငယ်ငယ်တုန်းကအမရဲ့ပစ္စည်းတွေဟာသူ့ပစ္စည်းတွေတည်းဆိုပြီးအရှက်မရှိပြန်ပြောနေပါသေးတယ်။ဒါကြောင့်စစ်ဘိုကညီမဖြစ်သူကိုခိုးမှုနဲ့ရဲစခန်းပို့မယ်လို့ချိန်လုံလိုက်တဲ့အခါမှာတော့ညီမဖြစ်သူကကြောက်လန့်ပြီးဝတ်စုံကိုအတင်းချွတ်ပေးလိုက်ရတယ်။အမဖြစ်သူကတော့ဒီဝတ်စုံကိုမလိုချင်တော့ဘူးလို့ပြောပြီးအခန်းထဲကချင်းတုံးဆက်နဲ့ကိုယ်တိုင်ချုပ်ထားတဲ့မင်္ဂလာဝတ်စုံလေးကိုဝတ်ပြီးထွက်လာခဲ့တယ်။စစ်ဘိုဟာသူ့ရှေ့မှာလှပလို့နေတဲ့တိုးမီလေးကိုမြင်ပြီးမြင်သက်သွားရတယ်လို့သူ့ဇနီးရဲ့မိသားစုဟာဘလောက်အချင်းပုတ်တယ်ဆိုတာကိုလည်းသိသွားခဲ့ပါပြီ။နောက်ဆုံးတော့စစ်ဘိုဟာအမဖြစ်သူကိုပွဲ့ချပြီးအဲ့ဒီအိမ်ကလွှဲမကြည့်ပဲထွက်လာခဲ့ပါတော့တယ်။အမဖြစ်သူကတော့ဈေးကြီးတဲ့ကားမဲကြီးနဲ့လိုက်သွားရပြီမယ်။ညီမဖြစ်သူကတော့လူမိုက်ရဲ့ဆိုင်ကဲအစွတ်လေးနောက်မှာလိုက်သွားရတာပေါ့။ဒါတောင်လမ်းမှာဆိုင်ကဲကမောက်သွားသေးလို့နှစ်ယောက်စလုံးကြပြကြရထလာတာကိုကြည့်ပြီးအားလုံးကရေနေကြပါသေးတယ်။စစ်ဘိုရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့အမဖြစ်သူဟာသူ့ရဲ့ရောက်ခမကိုလက်ဖက်ရည်ကပ်ပြီးကောင်းကောင်းစောင့်ရှောက်တာကြောင့်ရောက်ခမလည်းအရန်သဘောကျနေတာပေါ့။အဖိုးတက်လက်ကောင်းကြီးကိုပါလက်ဆောင်ပေးပြီးအမကိုသမီးအရင်လေးလိုချစ်နေတော့ပါတယ်။တစ်ဖက်မှာညီမဖြစ်သူကတော့လူမိုက်ရဲ့အိမ်မှာစင်းစင်းရဲရဲနေနေရပြီးရောက်ခမရဲ့ညီနာကိုပါခံနေရတာပေါ့။လက်ထပ်ပြီးလို့မိမအိမ်ပြန်တဲ့နေ့မှာလဲညီမဖြစ်သူကအရင်ရောက်နေပြီးအမဖြစ်သူတယောက်တည်းပြန်လာတာကိုလှောင်ပြောင်နေပြန်ပါတယ်။
အမေဖြစ်သူကအမကိုရိုက်ဖို့ပြင်နေတော့မှပဲစစ်ကိုကအိမ်ရှိကိုရုတ်တရက်ရောက်လာတော့တယ်အရင်ဘဝမှာတော့ညီမဖြစ်သူတယောက်တည်းအိမ်ပြန်ခဲ့ရပြီးအဆက်ကွဲခဲ့ရတာပေါ့ဒါပေမဲ့အခုဘဝမှာတော့စစ်ဘိုကဘာလို့အမနောက်ကနေလိုက်လာရတယ်လဲဆိုတာကိုတော့နောက်ထပ်အပိုင်းမှာဆက်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါဦး